السلام ورحمة الله وبركاته ရှင်ဦးစွာပထမဒီနေ့ဒီကတိမူဘာရတ်ပြောကြလိုပါတယ်မောင်လာလီအတွက်ဒီကတိမူဘာရတ်ပါမောင်လာလီကိုချစ်မြတ်လို့တမှုထားတဲ့လူအားလုံးအတွက်မူဘာရတ်ပါ मुबारक अस्सलाम वालेकुम जमीन व रहमतुल्लाहि व बरकातहू ဒီနေ့ကြာရောက်တဲ့ဒီကတိအခမ်းအနားရဲ့အစာပြုခြင်းမှာဟဒီဒီကိစ္စဒွါများနဲ့စူတောင်းခြင်းများကိုပြုလုပ်ပြီးတဲ့နောက်မှာအောက်ပါအစီအစဉ်တိုင်းပြုလုပ်မည်ဖြစ်ပါတယ်ခန္ဓာအစီအစဉ်ရနံပါတ်1မြန်မာနိုင်ငံလုံးဆိုင်ရာရှီယာမြန်မာမွတ်စလင်အဖွဲ့အတွင်းရေးမှူးဟောင်းအာကာဆယက်အလီအက်ဘာမှမဘာရက်စကားပြောကြားပေးပါရန်အစီအစဉ်နံပါတ်2ဟိုစိန်နီယာအီမန်ဘာရာထိန်းသိမ်းတည်ထောင်သူဆယက်အီတီဇာဟိုစိန်မှမဘာရက်စကားပြောကြားပေးပါရန်အစီအစဉ်နံပါတ်3ဟိုစိန်နီယာအီမန်ဘာရာအထွေထွေတွဲဘက်အဖွဲ့ဝင်စမရာဘာနူမှကစီရာဖတ်ကြားပေးပါရန်အစီအစဉ်နံပါတ်4တမိငယ်လေးဆယက်သားဖရီယာဇဟရာမှကစီတာဖတ်ကြားပေးပါရန်အစီအစဉ်နံပါတ်5ဂဒီအစ်အမတ်တရလက်ဆောင်များချင်းမြစ်ပေးပါရန်နံပါတ်6ဖာတီဟာမုတ်ချိုဝဲအစားတောင်းများဖြင့်တဲကင်းဆွေးနွေးပါမည်အစီအစဉ်နံပါတ်9ဆန္ဒမေတ္တာပို့တာပြီးအမာမီဇမန်တို့အားတောင်းခံပြီးအစီအစဉ်ကိုအဆုံးသတ်မည်ဖြစ်ပါတယ်ရှင်အဲ့တော့အခမ်းအနားအစီအစဉ်ကိုစတင်ဖွင့်လှစ်တော်မူဖြစ်ပါတယ်ရှင်အစီအစဉ်နံပါတ်1အရမြန်မာနိုင်ငံလုံးဆိုင်ရာရှီယာမြန်မာမွတ်စလင်အဖွဲ့အတွင်းရေးမှူးဟောင်းအာကာဆယက်အလီအက်ဘာမှမဘာရက်စကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်السلام عليكم ورحمة الله وبركاته မအီဘဘာဒီနီလားဒီကဒီအဲ့တော့ဒီကဒီနဲ့ပတ်သက်ပြီးတော့တူတူနဲ့လိုရင်မဲ့နော်ဆိုတော့ကုရ်အာန်အာယတ်တွေကျွန်တော်မဖတ်ပါရတော့ဘူးနော်ဒီကဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာရေးထားတာလေဟိုကြာပါပြီနဲ့ပေါင်းတော့ကြာပြီနော်ဘာပြောပြလဲဆိုတမန်တော်မြတ်ကြီးနောက်ဆုံးကိစ္စနားတော့နော်တမန်ခရီးရဲ့နားတော့နားလဲသွားမယ်တမန်တော်မြတ်ကြီးနောက်ဆုံးဟတ်အပြီးမကာမမဒီနာရွှေမြို့တော်တို့အပြန်ခွန်ဆိုဒီကံကဒီရောအရောက်ကဒီရောရောက်တယ်လေနော်ကဒီရောက်တယ်မပေါ်ပါအလတ်ထမဥတ္တမလို့တင်ဤအရှင်ထမတင်ဤအရှင်ထမပို့ရရှိတော့တည်င်းကိုပို့ချလို့ဆိုပြီးအကဲတည်င်းအားလူမိုက်များဘေးကမှကဲတင်ပေးမယ်တမန်မျိုးပြောကုရ်အာန်ကြလာအဲ့ဒီကုရ်အာန်ကကုရ်အာန်စူရာအာယတ်နံပါတ်69စူရာမိုင်ဒါဖြစ်ပါတယ်နော်တမန်တော်မြတ်ဟာဒီပဲအဲ့ဒီအမိန့်နဲ့ကြာရောတမန်တော်မြတ်ဟာဒီတင်းချာဟာဒီကိုစုပြီးတော့တဏှာကုရ်အာန်မှာပါကုရ်အာန်တစ်ခုမှာငါဣတာဒီတမန်တော်မြတ်ကပြောတယ်ဘယ်လိုပြောလဲဆိုတော့ဘယ်လိုလဲဆိုတော့အကယ်၍ဒီမပြောဘူးဆိုလို့ရှိရင်ငါလှုပ်ဆောင်ခဲ့တဲ့အလှုပ်ဆောင်ခဲ့တဲ့အလ္လာဟ်ကဘုလ်မဖြစ်ဘူးဆိုတဲ့ဘောပေါ့နော်ဆိုတော့အဲ့တမန်တော်မြတ်ကအဲ့ဒီကုရ်အာန်အာယတ်နံပါတ်69ဆိုတော့မိုင်ဒါအရာဟာဒီရှုရနေမှာရှုပြီးတော့ငါဤတားတဲ့မြေရှုရမိမင်းကြတဲ့အရာတစ်ခုဘာပြောလဲဆိုတော့အရာနှစ်ခုကိုနော်ထားခဲ့မယ်တစ်ခုမှကုရ်အာန်တစ်ခုမှငါဤတားတဲ့မြေတဲ့အာလီဘိုင်အရာနှစ်ခုကိုဆွဲမြဲစွာဆွဲကင်ထားရင်မိဒီအခါမြလမ်းလွဲလမ်းမရောက်မည်မဟုတ်ဘူးတဲ့အဲ့တော့ကျွန်တော်နည်းနည်းဖတ်ပြလိုက်မယ်အင်နီတာလီကွန်ဖီကွန်စကလိုင်းကီတာဘ်အလ္လာဟ်ဝအဒရတီအဟ်ဘိုင်တီမာအင်တမဆပ်ကွန်ဘေဟမာလမ်တဇလဘာဒီဝအင်နာဟူမာလန်تلك حتى جلد علي حاصل دار دولانتي لنا أيانا كنت هذا من القرآن تقول على بيت أتنون أدنين أيانا كو تكودي الله سمع إن شاء الله قرآن سوي جان تكودي أن الله إدت إن الله من على بيت نفسي أكيد أتنون دي إيه أنا كو فهمي الله فسوكان
Matabaga, Nai, Nadia, Jamila, Soka Tabaga, Nai Nadia, Tenodi, Midikama, Lanwe Lama, Yamin Hobu, Muslim gentleman of Yaka Sudana. At the Manaka below, Elanola, Mankunto Maula, Father Aliyan Maula, Allahumma Wali, Man Walahu, wa Ahadiman Adahu, one son, Man Nasadahu, wa Kadul Man, Kadal Lahu, Kadal Lahu, Atinoti, Tinoti, do the Considerable, Ali the Kendila, Tinoi, the Ali the Kenha, the Consider, Yunti Dwane, Gonda Amila Moon Sito, Gina Gere.အဲ့ဒီညာရဲ့အချိန်မှာမှအလောရှိမဲ့ခင်ကဘယ်လိုကုရ်အာန်အာယတ်နာဇ်ဖြစ်လာလဲဆိုလို့ရှိရင်ဆူရာမိုင်ဒါအာယတ်နံပါတ်3နော်3အဖြစ်အပြီးဆုံးနေတဲ့ကြိုင်နဲ့နော်အလောရှိမဲ့ခင်ကနောက်ဆုံးတာဒီဗျာလေးတဲ့ဆူရာမိုင်ဒါအာယတ်3ဤဟာလာနေတယ်ရင်းတို့ဒီတာနာတော်ကြီးပြည့်စုံကြီးတဲ့ဘာမှအစ္စလာမ်ပြည့်စုံကြီးပါနော်So, Allah man kuntu maula father aliyan maula latina layo Allah simatka raji fete twa the manami ela ba la so di sura maida o lulai matina no sura maida ha the manami di ba fa ma phit khin nanin ne 3 la to nanin ne 3 la ma pyo ne nanin ne 3 ရက်အလုံးဆိုတော့စူရာမာဒါတောက်ချင်းဖြစ်တယ်အဲ့တော့အခုနကကျွန်တော်ပြောတာစူရာမာဒါအာယတ်နံပါတ်ဟာလား69အရာဟာလားတမန်တော်မြတ်ဟိုအလ္လာဟ်ရှင်ကတမန်တော်မြတ်ကိုပြောတယ်တမန်တော်မြတ်ကနေပြီးတော့နာဟာလားမန်ကွန်တူမောလာတင်ရတယ်ဟာလားအဲ့တော့အလ္လာဟ်ကနေပြီးတော့ပြန်ပြီးဝိကုရ်အာန်ဝိဖြစ်တဲ့စူရာမာဒါအာယတ်3အရာတင်တူတဲ့ဆောင်ရဲ့အစ္စလာမ်ကြီးပြည့်စုံတဲ့အစ္စလာမ်ဘာမှလိုလေတဲ့မရှိဘူးနော်ဖြစ်သွားရမရှိဘူးတိုးရမရှိဘူးနော်အဲ့တော့တမန်တော်ကြီးမှာမဖြစ်ခင်နလာနဲ့3ရက်ငါပြန်3လမပြောနလာနဲ့3ရက်အလိုမှာရှူရာမိုက်တာကြားရောက်ခြင်းဖြစ်တယ်တဲ့တမန်တော်မြတ်ဤညရှူရာကြားရောက်ခြင်းအချိန်ကစပြီးတော့အဲ့ဒီအချိန်ငါစပြီးတော့မဆာဆိုတာပေါ်လာတာတဲ့နော်မဆာလို့တမန်မဆာကအဲ့ဒီအချိန်မှာပေါ်လာတာတဲ့ဆိုတော့အင်ရှာလာဒါကြောပါပဲနော်ဆိုတော့ကုရ်အာန်အာယတ်ဖတ်ခြင်းနဲ့ဒီမှာကုရ်အာန်အာယတ်ရှိတယ်နော်အခုနဘာဒီနခုဆိုတော့ဒီနေ့ဒီမှာဘာဒီဆရာမဆွေးနာဆလဝတ်ဒလူများဖတ်ပါနော်မန်ကွန်တူမောလာပါဒါဒီမောလာမန်ကွန်တူမောလာပါဒါဒီမောလာဒါရီဆိုပြီးအများကြီးရှိပါတယ်နော်နာဒီပြန်ဖတ်မလားနော်အဒီစိတ်ကစားဖတ်မလားနော်အဲ့တော့ကျွန်တော်တို့အတွက်နော်အင်တမဂုံယူနဲ့ညံ့နေပြောမယ်နေဒီဒီမိုဘိုင်လာလေထုံရင်းယူပဲဒီဒီမိုဘိုင်လာဟာလိုက်တမန်တော်များကြီးပြည့်ဟာလာခရင်းငယ်လေးအမောင်မဆန်တို့ဒီကလေးအမောင်မဆန်တို့လောက်ကြပါတယ်ဆိုတော့ဒီဒီမိုဘိုင်လာတမပြောပြရမှာနော်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနေ့မြတ်ရဲ့ဟဲ့လားကျွန်တော်တို့ဒလာတော့ဟိုလာရှိမှတဲ့ကျွန်တော်မျိုးတို့ရဲ့တော့ရွှေမှုလာမဲ့မဟာရမဟေဂျီတက်က1446ဟေဂျီတက်က1446မှာကျွန်တော်တို့ဒီကောင်းသောကဒံမှာလမ်းလျှောက်သွားနိုင်ပါစေလို့ကျွန်တော်တို့တို့ကလုပ်ပါတယ်နော်အဒိုင်ဟိုစိန်တဆွာဒီစာဂမီနေဟောနာဒါချဂမ်ကိုဒုလူဟာလာလောကီပူဆွေးမှုကိုတော့မရှိဘဲနဲ့အမမ်ဟိုဆိုင်ရဲ့အဇာဒါတွေကိုကျွန်တော်မျိုးတို့ဒီစိတ်ပါလက်ပါလုံးနိုင်တဲ့အင်အားခွာပေးတဲ့လူမှာဒီနေ့ဒီဘလောက်တောင်မှဆိုလို့ရှိရင်ဤလေးအတမထားတယ်ဤလေးအတမထားတဲ့ထမဤတော့ဤဒီရတဲ့ဘာလေးဖားမယ်ဟာလာအမမ်ဟိုဆိုင်ရဲ့ဒီရတဲ့ဖားမယ်ဒါပေမဲ့ဤလေးကတည်းမှာအမမ်ဟိုဆိုင်ရဲ့ဒီရတဲ့မဖတ်ပါနဲ့ဘာလို့အမမ်ဟိုဆိုင်ရဲ့ဒီရအမမ်ဟိုဆိုင်ဆိုလိုက်တဲ့လူတွေကဝန်နေပါတယ်အဲ့ဒါကြောင့်ဟာလာဒီရမမတ်ဖမ်းမယ်ဆိုရင်ကျွန်တော်မျိုးဒီရတဲ့ဟာလာဒီရလောက်တဲ့အမမ်ဟိုဆိုင်ဒီရတော့လို့တာမလုပ်ဘူးနော်ဆိုတော့ဒါပါပဲအင်ရှာလောတာလာကျွန်တော်တို့ခုနအစ္စရာရဲ့ဒွါတောင်းပြီးသွားပြီနော်ဆိုတော့ကျွန်တော်တို့တခုတော့ကျွန်တော်တို့ထူရမယ်အင်ရှာလောတာလာအမမ်ဇမာနာစောင့်နေတယ်မောလာရဲ့ဒုဖကာယူပြီးတော့အင်ရှာလောတာလာဒါပေါ်တီဒီကိစ္စမဟုတ်ပါဘူးဆိုတော့ဒီကျွန်တော်ရှီယာရမှာလေဟိုမှာဖြစ်တာပဲကွာငါတို့မဟုတ်ပါဘူးနော်ကျွန်တော်တို့အင်တာမတာရီကိုတာမီဒိုအတောင်းပြရမယ်
là lúc ra mình inshallah thì nó là dua kabulဖြစ်ပါစေလို့ အာမင် ကျွန်တော်တို့ကတောင်းပါတယ်နော် inshallah ta'ala ဒါပါပဲအဲ့ဒါအားရတဲ့တစ်ခုလေဒီကတိဆိုတာဘာကြောင့်လဲဆိုတာနော်ဆိုတော့အဲ့ဒါမစာကြရတယ်အဲ့ဒါပြောခြင်းနာနဲ့နော်ဆိုတော့ inshallah ta'ala ကျွန်တော်တို့အားလုံးမိသားစုအားလုံးနောက်တစ်ခုကျွန်တော်ပုံမှန်နေဒီမှာလက်ဆောင်လေးတွေဟဲ့လားလုပ်ပထားတာအရင်ကျင်းတင်ပါတယ်နော်လက်ဆောင်လေးအရင်ကျင်းတင်ဘာလို့ဒါပြောဖို့ဆံွယ်နော်ပြောဖို့ဆံွယ်ဆိုတော့ဘယ်လူနဲ့ပဲပါတာရပဲတည်နော်ဒီလိုဟဲ့လားအခုနကကျွန်တော်ပြောလို့ဒီခမင်းတလုံးပြလိုက်ဖြစ်ရင်လူပြောက်ခမင်းပြလိုက်ဖြစ်ဒီမှာလည်းကပြောငါ့ခမင်းပြရတဲ့တူပဲတော့ကဟမ်ဆိုတော့ရှင်ရသားကိုအတက်နိုင်လို့ဟဲ့လားဒီနေ့နှစ်ဖြန်လူပြလိုက်ပါဆိုတော့ဘယ်လူမျိုးပဲပါတာရပဲတည်ကျွန်တော်တို့ထီးလို့လေဆိုတော့ထီးကအပူရိတ်ကကာကွယ်တယ်ထီးပေးလိုက်တယ်ဒါအင်တာဆောနော်ဖနက်ပေးပါနော်ဖနက်6ပြန်လာဒီချီရန်6ကကောင်းလို့ဟို6မဲ့ချီရန်ဒီ6တာရဖြောင်းပြီး6သွားတယ်နော်ဟာအနွေးတယ်ဘောချမ်းတယ်လို့အနွေးတယ်ပေးလိုက်နော်အချမ်းလုံးကကိုအေးလုံးနဲ့ဆိုတော့ဒါလေးပါပဲနော် inshallah ta'ala ဒီလိုမျိုးဒါလည်းမကဒီသာပြုဟာလားဖြည်းဖြည်းနဲ့နော်ဆိုတော့လုံးဝဟိုအနောက်ရှက်မဖြစ်ပဲနဲ့ inshallah ဒီမှာဘာမှကျွန်တော်ပြောသွားလို့ဒီတက်မှာကျွန်တော် inshallah ta'ala အောင်မြင်ပါစေလို့ပြော အာမင်ယာရဘ်အလမင် Assalamu alaikum warahmatullahi وعليكم السلام ورحمة الله وبركاته اللهم صل على محمد وآل محمد